လာပါခင်ဗျာဒီနေ့80နှစ်မြောက်မေစုမွေးနေ့အတွက်ကျွန်တော်တော်ဝင်အောင်တရင်တို့တာဟင်းလူရှင်တာဟင်းကျိုးလေးပါတော့တာဟင်းလူရှင်အားကျွန်တော်တော်ဝင်အောင်တရင်မှာကျေးဇူးအထူးပင်တင်ရှိပါခင်ဗျာပြီးတော့ဒီနေ့ကြောက်ရောက်လာတော့လူလူကောင်းလာကျွန်တော်ရဲ့80နှစ်ပြည့်မေစုမွေးနေ့အတွက်ကျွန်တော်တော်ဝင်အောင်တရင်မှာမွေးနေ့ထူးလို့ပါဒါလေးကတော့မေစုကျမ်းပါပါပဲမေစုချုံအောင်ကြားမှာအများဆုံးလွတ်မြောက်ပါစေနောက်နေ့ရောက်လာမယ်မွေးနေ့တွေမှာမေစုချစ်ရတဲ့ပြည်သူတွေနဲ့အတူမေစုရဲ့မိသားစုနဲ့တူတော့ချင်းကြောင့်မွေးနေ့တွေကိုဖတ်တမ်းနိုင်ပါပြီလို့ကျွန်တော်တော်တော်တိုင်ကသူ့ကိုအောင်းပြပါခင်ဗျာအခုအသားဟင်းလူရှင်ဒီတော့ဒီအသားဟင်းများကိုကျွန်တော်တို့သက်သာပေးကြပြီးပြီးတော့မင်းတို့သက်သာပြီးတော့ကျွန်တော်တို့စားတော့ပါမယ်ဖြစ်ပါခင်ဗျာမတန်းဟာမင်းသားသက်သာစားသုံးအားလုံးဒီလူလူကကျွေးတော့မင်းရဲ့နေကိုသာတော်ရတော့ကြောင့်ဒီလူလူဤရဝဲစီကိုပါဝဲဆောင်ရပါပြီသစ္စာလေးရန်ပြုပါပြီမေစုကြားပါစေမေစုကြားပါစေမေစုကြားပါစေ